နည်းနည်းတော့တင်ပြမယ်နော်ဒီမှာကျွန်တော်တို့ကိုနိုင်ငံခြားအကူတွေအမနေနော်ကျွန်တော်တို့ဒီမှာ V38 တလက်နေတယ်နော်ဒီမမမိုးနိုင်ငံခြားမှာနေတာအခုဒီစနေပတ်တလက်ကကျွန်တော်တို့ဝယ်ရတာ9သိန်းနဲ့9000အခုကတော့ကျွန်တော်ဝတ်သူငွေ93သိန်းချီပြီးတယ်ကျန်တဲ့နေသေးရတော့ကျွန်တော်မပြရသေးဘူးဒါပေမဲ့အကျွေးတစ်ဝက်ပြရတယ်အကျွေးတစ်ဝက်ချင်ရတယ်တစ်ဝက်လက်ငယ်ရတော့တစ်ဝက်စီပြီး3သိန်းမမိုးကျွန်တော်3သိန်းကူညီတယ်ကျွန်တော်ဒီ38တလက်ယူတယ်ဒါပေမဲ့တစ်ဝက်စားတော့လာမဲ့ရက်တန်းကျရင်တငယ်ချင်းတွေပို့ပြီးတဲ့ခါကျမှကျွန်တော်ကပြန်ပြေးမယ်အခုလောလောဆယ်ကတော့ကျွန်တော်တို့အရင်စမ်းသပ်ကြည့်လိုက်အောင်မကောင်းလားမကောင်းလားဆိုတော့ဒီကောင်တော့ကြာပြီးပြီဆိုလို့ရှိတော့အေးတန်တယ်အဲ့ဒါတွေ့စားပြီးလိုက်အေး33အဲ့ဒါလည်းတလက်ဆက်ဆက်ကန်တော့မယ်ဟိုမှာရူခံနေလာတလက်ဖက်ကန်တော့မနေဘူးဒီမှာအားလူစားဦးကတော့အေးအဲ့ဒါကြောင့်နိုင်ငံခြားကူညီတဲ့ပလမဘူမာချာလို့ခေါ်ထွက်ကြရအောင်ချက်ကိုချက်တာဝကူရရအောင်နဲ့ပြီးတော့နောက်မိုးတဲ့နောက်တဲ့အမဘူမာချာပြီးတော့ခုကဒူလာပြီးတော့ဒါဖိကန်ဒီဖိပြဟောပြီးတော့မတောက်ချောမမနာချေဟောဖို့တော့နော်ကူရတဲ့ရအောင်ပြီးမတီးရပြပြီးတော့မတားပြကြောင်တော့ဟာတင်ဖလောင်းရရအောင်နဲ့အခုထဝဲလည်းမဘူမာချာကျွန်တော်ခုဖာဒူလောတပူတော့ဝဲလမချောဝါလဟီဘာဝါမူကောလအိုလကောလချော့ထမချောဝါတဲ့နဲ့จิဖို့ကဒီကိုကတော့နော်